Kanida Naga Toranto Milk, Adamika Tonet Twin, St. Jimbale Shini, Tulupe Chini, the data, and even the Santiago, that's what we are saying. Homido Mugere Mavaga Nayu Bali Dorega, the Satayuga Lashida, Wizadu Dango Shikan Bida Doka a Songo Yotreso, Gonzi Dabi, Hoja, Naja, Yutama Piabare. Tayamo Tiamo Vidia Bensin Pit the Pair Single, Ayo Yubida Boda Notati, Pamia Jame, Piago, Ayo Yule Oshi, Vida Midoshi Mone. Trindo no Muni, the Mesa Piachi, Pono Masalu, Kono Dadaga, Boda Notati, Pamia Jame, Ayo Yuta. Lamboda Zandi Ma Logi, the Damazonda, Didalo. Lamboda Zandi Ma Logi, the Damazonda, Didalo. Tamudi Damo Vido, Dango Lugana, the widow. Tadamazonda, Didalo, Shatoni Tom Yam Yam Sabo, Duragon, the Yandirudo. Young Yichi Chami Zwatado. Tango Lugana, the widow. Tangado Bodi Jedaya, so one yo Chanya, the Limua Vitado. Tamuda Sandima, Payadino, the Negosija Sego, Narajan, Lechu, Sanguiji, Tamubido, Mount Gadui, Ajualin, Gadui, Amount. So you may always a diudo, Mount Gajigo. Panuda, Panuda, do the Yadina Wapsi. Kauzwa Tonda, Liya, on Bedo, Muge, Balibi. Tambagawan down to Mount Begwellingo, Sound of Muge, Bando, Yaswapea. Miyamaga among Begwin, a lingo, Salo, Jacono, Daro, the Mido, Mayadwedo, Dudi. Namo Gaya was he, Mano, Chile, is the Lenujoleso Muga, Shiko, Unya Java, Dodi, Yaswa, Pea. Diabo nyata son tan bido diabo hoja diabo nayu cham ya shinga dhamma sore apidi edi dhamma tayari etwe cintong lo Adida Nyandadi Shikwen Yashi Twacha Boko Nyago Padodale Kula Wanga Kula Saro Kula Wanga Nurekido Adana Doka Badobi Papa Kamanagarayi Piasa Shika Riya Turagon Yirui Riya Dura Gondo, Riya, Neway Dura Saint Bondo, some chop named it. That is Shibavi to go talk, check your a mule bada, Tadanado, shaking Yenu to Poco, Shibavi Kula one Daluko. Passion a mule dog, Riya Dune, a mule dog, Poco. Piazza Riya Dura Gomi, Soma Dearo. The Doi Medina Jin Dongwen, Yashi So Pokori. To go Kula one Talo. Kula Soda, a milk one that sound chopped, a milk sound chopped. But do milk sound chopped the land made of Puido, Buddha Badati Sura, Todaya, Suma, sound chopped. That's why we are seeing a mute of Riya Dura Gondo, a mute to
ဒါလိုအမျိုးဆိုတဲ့ဘုရားရှင်မျိုးဆိုတော့ဘုရားရှင်ကအဆုံးအမကဘာသာဘုရားဆုံးမတဲ့စကားလုံးလေးကြီးဘာသာစောင့်ချောက်ခြင်းအပြောင်းမပြေအောင်စောင့်ချောက်ခြင်းအဲ့ဒါလို့စောင့်ချောက်ခြင်းကိုဝန္တလို့ခေါ်တယ်ဒါဆိုရင်ဘုရားရှင်နဲ့တို့အမျိုးတော်ခွင့်ရသွားတယ်ဘုရားဆုံးမတဲ့တရားလိုက်နာကျင့်သုံးခွင့်ရတဲ့ဘုရားနဲ့ပတ်သက်ပြီးသံဃာနဲ့ပတ်သက်ဘုရားတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးဘယ်တော့ခါမှမတုံ့လို့ကြည်ညိုတာတရားပြည့်ရှိကုလဝန္တပုဂ္ဂိုလ်ကုလစာရဘုရားရှင်စာရှိတော်အရိယာသူတော်ကောင်းတွေစောင့်ရှောက်တယ်လို့အရိယာသူတော်ကောင်းတို့သည်ဘုရားဆုံးမကိုလိုက်နာကျင့်သုံးစောင့်ရှောက်ပြီးတကယ်ဆိုမိမိတဏ္ဍာမှာလည်းပဲအမြဲတမ်းစောင့်ရှောက်လေရှိတယ်သာသနာတော်ကြီးကိုစောင့်ရှောက်ပေးတယ်ဥပမာလေးတစ်ခုထပ်ပြောရလို့ရှိရသော်ဘုရားသာသနာကြီးညိုလေးစားတဲ့မဟာနာမင်းကြီးမဟာနာမင်းကြီးဟာမြတ်စွာဘုရားကိုလျှောက်ထားတဲ့ဘုရားမြတ်စွာဘုရားတပည့်တော်မြတ်စွာဘုရားရှင်နဲ့တွေ့နေရတာသိကံကောင်းတယ်သံဃာတော်တွေတွေ့နေရတဲ့ကံကောင်းပါလေတပည့်တော်သည်ဘုရားတရားသံဃာယရဏသုံးပါးပေါ်မှာကြည်ရင်ဘုရားတရားရှိနေပါလေဘုရားကိုမတွေ့ရရင်မနေနိုင်ဘူးမြတ်စွာဘုရားဆုံးမတဲ့တရားတော်မြတ်ကိုနားမထောင်ရရင်တပည့်တော်မနေနိုင်ဘူးဘုရားသံဃာတော်မြတ်တော်ကိုမပူဇော်ရဘူးတပည့်တော်မနေနိုင်ဘူးဖြစ်နေတယ်ဓမ္မတတိကတပည့်တော်သည်ကျောင်းတော်ကပြန်တော့ဘုရားလမ်းမှာမြင်တတ်တယ်ဆင်တတ်တယ်အဲ့ဒါလိုအရေးသမားတွေနဲ့တွေ့တပည့်တော်တုံးတယ်ဗျကြောက်စိတ်ပေါ်သွားချမြင်တတ်တယ်ဆင်တတ်တယ်ကြောက်စိတ်ပေါ်တော့အဲ့ဒီရှိမှတပည့်တော်ကိုယ့်ကိုယ်ကိုသတိထားမိတယ်ငါဒီရှိမှသိလုံသွားလို့ရှိရင်ဘယ်ဘုံဘယ်ဘဝရောက်သွားအောင်မလဲမကောင်းသောဘဝကိုရောက်သွားအောင်လားကြောက်စိတ်ဆိုတာကဒေါသစိတ်ဒေါသမပြေသေးဘူးဒေါသမပြောက်သေးဘူးငါသိလို့ရှိငရဲပြည်များရောက်အောင်မလားဒါဆိုရင်တပည့်တော်အဲ့ဒီရှိမှဒီလိုတန်တရားတွေဖြစ်တယ်ဗျာတခါတော့မဟာနာမင်းကြီးတကယ်လို့ပြန်ပြီးတော့သွားလို့ရှိရင်ဘယ်ဘုံဘယ်ဘဝကိုရောက်နေသေးတယ်ဗျာအပယ်လေးဘုံမှာရောက်နေသေးသလားဗျာလို့မေးတော့မဟာနာမင်းကြီးတဲ့ဒီဒီဘုရားပေါ်မှာတင်တယ်လဲပြီးတော့စောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဘုရားပေါ်မှာကြည်ညိုဥဒရာတရားဒီတရားပေါ်မှာသံဃာပေါ်မှာယရဏသုံးပါးပေါ်မှာကြည်ညိုလေးသတရာတရားနဲ့ပြည့်စုံနေတယ်ဘုရားတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးတော့ကြည်ညိုဥဒရာတရားတွေအပြည့်စုံရှိနေတယ်မဟုတ်လားမှန်ပါတပည့်တော်ရှိပါတယ်ဘုရားတပည့်တော်တကူတင်ပြရလို့ရှိရင်တကယ်လို့တိုက်သူပြည်သားနဲ့ယဟန်သံဃာတော်တွေနဲ့မြတ်စွာဘုရားရှင်နဲ့တကယ်လို့အဓိကရုဏ်ဖြစ်မယ်ဆိုရင်တပည့်တော်ဒီမြတ်စွာဘုရားရှင်ရဲ့ဘက်ကအသင်းနဲ့လဲပြီးတော့စောင့်ချောက်လိုပါတယ်ဘုရားစောင့်ချောက်နိုင်တယ်ဘုရားဘုရားရှင်ရဲ့သံဃာတော်များကတစ်ဖက်တိုင်းသူပြည်သားလူအများကတစ်ဖက်အဲ့ဒါလိုအဓိကရုဏ်တွေဖြစ်လာမယ်ဆိုတပည့်တော်ဒီဘုရားမိုးရှိတဲ့သံဃာတော်ဒီဘက်ကအသင်းနဲ့လဲပြီးတော့တပည့်တော်ကောက်ွယ်နိုင်ပါတယ်ဗျာအသင်းနဲ့လဲပြီးတော့ကောက်ွယ်မိကောက်ွယ်နိုင်တဲ့တတ်သိရှိပါတယ်အဲ့ဒါလို့တင်ပြတော့သူဒီကုလစာကကုလဝန္တလည်းဖြစ်နေပြီကုလစာရလည်းဖြစ်နေပြီကုလဝန္တနုဒိကိတဖြစ်နေပြီအမျိုးပါတာသာသနာကိုစောင့်ရှောက်ထားသောမဟာနာမင်းကြီးဘက်ကိုမဟာနာမင်းကြီးတဲ့တင်တည်လို့ရှိရင်ဒုတိယဘဝမှာအထက်မဲ့၃ပါးသာလဲလျောက်ရရှိတော့မယ်ဟောဘုရားကိုအဲ့ဒါတော့ကြည်ညိုတဲ့စိတ်ဘုရားသာသနာကိုကြည်ညိုတဲ့စိတ်သာသနာဖြစ်လို့တဲ့မင်းမဟုတ်ဘူးသူကသာသနာသိကြည်ညိုတာမာနမင်းကြီးကမြတ်စွာဘုရားရှင်ရှိလို့ဒီသံဃာတော်ကြီးဖူးရ
ဒီတန်ဃာတော်တွေသာရတော်မြတ်ကိုတည်တံ့အောင်ကြိုးစားမဲ့တဲ့ဘုရားရှင်ကကိုယ်တော်ပြုတိုင်းမှဒီတန်ဃာတော်တွေကငါဘုရားတန်ဃာကိုဆောင်ရှောက်လိမ့်မယ်တန်ခေဒီနာမဗလံခောရမေတိတိတန်ခေဒီနိစွာပုရိတော်ဝိသေတန်ဃာကိုလူပါငါဘုရားကိုမလူပါနဲ့မိတွေတော်တဲ့တန်ဃာကိုလူတန်းခြင်းဒီငါဘုရားကိုလူတန်းတာရောက်တယ်တန်ခေဒီနိစွာပုရိတော်ဝိသေမိတန်ဃာလူတန်းခြင်းငါဘုရားကိုပူဇော်ရရောက်တယ်တန်ဃာကိုလူပါလိဒါဖြစ်လို့တန်ဃာကိုမြတ်စွာဘုရားကညွှန်းတယ်လေဒီသာသနာတော်လုံးကိုသာသနာကြီးတစ်ခုလုံးကိုဘုသူကစောင့်ရှောက်ပြီးမယ်တိုးတိုးလေးဖြည့်တန်ဃာကိုစောင့်ရှောက်ပဲနည်းလေးကြဲကြဲလေးဖြည့်ပေးပါတန်ဃာဒီကဝါရီတက်ပြီးခေါ်နေတာသာသနာကိုဘုသူစောင့်ရှောက်မယ်တန်ဃာတော်အရှင်မြတ်ကြီးကစောင့်ရှောက်တယ်ဘုတော်ဒီမေတော်တွေကစောင့်ရှောက်တာမဟုတ်ဘူးသူရတတိကသာသနာကိုစောင့်ရှောက်တာမဟုတ်ပရိယတိသံဃာတော်တွေကသာသနာကိုစောင့်ရှောက်နေတယ်စာပေနဲ့ဒီထူထောင်ပြီးတဲ့သံဃာတော်တွေအညုပါဒသာသနာကိုစောင့်ရှောက်နေကြတဲ့သံဃာတော်တွေကအဲ့တော့သံဃာတော်တွေစောင့်ရှောက်နေတော့ဒီတာဂီဝင်းမင်းဖြစ်တဲ့မဟာနန္ဒဂီဝင်းမင်းကြီးကအဲ့ဆိုဘုရားရှင်နဲ့တိုင်သူပြည်သားလူအများကြီးနဲ့ဘုရားမို့ရသံဃာတော်များနဲ့တစ်ဖက်တိုက်သူပြည်သားလူအများကြီးနဲ့တစ်ဖက်တကယ်လို့အစီကလုံးဖြစ်မယ်ဆိုတပည့်တော်ဒီဘုရားမိုးတော်သံဃာတော်တွေဖက်ကအသက်နဲ့လှည့်ပြီးတော့ကာကွယ်ဆောင်ချောက်လိုပါတယ်ဆောင်ချောက်ပါမယ်ဘုရားဘာကိုကြည်ညိုတဲ့မင်းတဲ့ဘုရားနဲ့တန်ဃာတော်သာသနာကိုကြည်ညိုလေးစားတတ်တဲ့ဘုရင်တွေပေါ့နော်မတ်ကြီးတွေဘုရင်ကြီးတွေတနည်းအားဖြင့်ပြောရင်မင်းကြီးအဲ့လိုသာသနာပြုပုဂ္ဂိုလ်ကြီးရှိနေတဲ့တွေ့တာကြောင့်လည်းပဲရှေ့တုန်းကသာသနာတော်မကွယ်ပါအရိယာတွေမြန်မြန်ဖြစ်သာသနာကိုသူတို့ကိုယ်တိုင်ကတရားအားထုတ်နေတာကိုတရားဒီအားထုတ်ရတရားတွေကျင့်ထားကြအရိယာဖြစ်ထားကြတယ်သူတို့ကိုယ်တော်လည်းနာအဲ့လိုလူကြီးတွေကိုယ်တိုင်ကတိုက်ပြိုရဘယင်တို့တဲ့ပုဂ္ဂိုလ်တွေဘယင်သမထတွေပုဂ္ဂိုလ်တွေကတရားရထားတော့မကောင်းမှုအကုသိုလ်မှန်တယ်များတွေပြုလို့ပါအောင်မလားအေးတရားဓမ္မသူရဲ့တာဥပမာလေးပြောပြဥပမာကလေးမဟာနာမင်းကြီးကိုဥပမာလေးဆောင်ပြီးတော့သာသနာတော်ဖက်ကယက်တည်နိုင်တဲ့ဘယင်တွေတဲ့မဟာနာမင်းကြီးတို့လိုပုဂ္ဂိုလ်တွေအဲ့တော့ဒီလိုပုဂ္ဂိုလ်တွေဟာဘုရားရှင်ဆုံးမတရားတော်မြတ်ကိုလည်းနာကျင့်တော်ဒီမြတ်ကဘုရားသာသနာတော်မြတ်ကိုဒီလိုလေးစားခွင့်ရတဲ့ပုဂ္ဂိုလ်တို့သည်ဟောထပ်ပြီးတော့ဘုရားပါတော်တယ်ကုလဝန္တောကုလသောကုလဝန္ဒနာလူတွေကတော့အတ္တနံဒုက္ခပတ္တောပိအတ္တနံမိမိကဒုက္ခပတ္တောပိလောကရန်တရားတို့နဲ့တွေ့ကြုံလာခဲ့ဉာဏ်အဘာပကမမကောင်းမှုအကုသိုလ်မှန်သမျှတို့ကိုနဂရယိပေသောခါမှမပြုလို့တော့ပါမကောင်းမှုအကုသိုလ်ကိုဘယ်တော့မှမပြုလို့တော့ဘူးဘာဖြစ်လို့မြတ်စွာဘုရားရှင်အဆုံးအမကိုလည်းနာကျင့်သုံးထားလို့သို့တဲ့မတတ်တော့ဘူးသို့သာမခိုးဘူးသူတော်ဘာသာမြတ်သားလည်းမပြတ်မဘူးမူတမသုံးဘူးအိမ်မက်ကတော့လောကရဲ့ရင်မျိုးတွေမတော့သုံးတော့ဘူးငါးပါးပစ္စည်းခါမသုံးတော့မြဲသွားအခုလိုကာလလည်းလျောသွား7ပါးသီလတွေ9ပါးသီလတွေဆောက်ဆောက်ဖြစ်တယ်ဒါဒီသီလတွေအဆောက်မဖြစ်တဲ့တရားတွေအမြဲတမ်းဆောက်ဆောက်ဖြစ်တယ်မိမိတဏစာယိတသီလဝါယိတသီလတာမဆောင်းတဲ့သီလအထူးအမြဲဆောင်းချောင်းတဲ့သီလအဲ့ဒါလိုသီလတွေမကျွမ်းပေါဆောင်းချောင်းရကြည်ပါလားနာရဘတတိအိမ်မှာကျွမ်းမာပြီးကျွမ်းတယောက်မျိုးသားတယောက်ဒီနေ့ဥပုနိမသူတတိမထားဘူးအလုံးလို့လာတာအလုံးလို့ပြီးတော့မှသူကထင်းခွဲရတဲ့အလုံးသူ့လိုကိုလုပ်တယ်အဲ့ဒီဥပုနိမတတိမထားဘူးဥပုနိထဲမှာရုပ်ပိတ်တဲ့သူကအကုန်လုံးပိတ်တယ်ဆိုတော့မသိကြဘူးအကုန်ဥပုဆောင်ရတယ်အဲ့ဒီမှာနာရဘတတိတို့မှာလုံသမားတွေမှတယ်များအကုန်ဥပုနိထဲမှာဥပုဆောင်ရတယ်အဲ့ဒါသူလှုပ်လာပြီးကိုယ့်ဟာကိုယ်လှုပ်ပြီးတော့10နာရီ17နာရီကျော်လောက်မှသူရောက်သွားသမင်းစားမယ်နေရောက်သွားလူကြီးမရှိဘူး17နာရီဆို12နာရီဝိညာဉ်လောက်မှရောက်သွားလူကြီးမရှိခါသွားပြီးဖြောပြတယ်ကျွန်တော်မှ
သူတွေပဲရောက်သွားပါလေဟာဒီဥပုတယ်လေကွာဥပုနေဩကျွန်တော်မှားလို့ဗျာကျွန်တော်မသိတတိတံခေါ်သွားချတတိတံခေါ်သွားတဲ့အချိန်မှာတတိကြီးတဲ့ကျွန်တော်ဥပုဆောင်လို့ပါလေအေးမင်းသားဆိုရင်ဥပုတရိတ္တဆောင်စီအောင်ဆိုပြီးတော့ကိုပါသီလဆောင်ချောက်တယ်ကိုပါသီလကိုဆောင်ချောက်ပြီးတော့ဆောင်ချောက်လဲပြီးတော့နိုင်ကြီးတဲ့ကနိုင်က12နာရီကျော်ပါပြီသူဘာမှမစားဘူးအဲ့တော့နိုင်ဝဲတတိကြီးကကဲကွာတဲ့ခုမှစတိဝတ္ထုပူရှိတယ်အဲ့ဒီစတိဝတ္ထုမူကလေးကိုမြည်ရင်းနဲ့ဖြောပြီးတော့တောက်ပြီးတော့တောက်သွင်းလိုက်ပေါ့ဆာလမတ်တင်ကိုပြေပြရပါတယ်တတိကြီးရဲ့တကယ်လို့တတိကြီးတို့များဥပုသ်ဆောင်လို့ရှိရင်ဒီလိုစတိဝတ္ထုတွေဖုံးပေးပါတောက်သုံးပါကလားစားသုံးပါကလားသူကတော့ကျမ်းမာရေးကောင်းလို့မတောက်သုံးဘူးကွာမင်းတို့ကကျမ်းမာရေးလည်းသိကောင်းတာမဟုတ်အဲ့ဒါတောက်သုံးပေါ့တတိကြီးတို့မှမတောက်ပဲနဲ့ကျွန်တော်လည်းမတောက်သုံးပါဘူးသရတရားကဘယ်လိုရှိတယ်ဆိုတာရှိအဲ့ဒါနဲ့ဒီရှင်းမဲ့တင်ညလို့ဒီတိုင်းနေတာအောင်တရေပဲတောက်သူကကံတရားကုံကားလို့မုံမလင်းခင်မှာဖြတ်ဆိုရင်သုတိတိကြာသွားကြတယ်ဒီတော့ဥပုသ်ဆောင်တဲ့ကုသိုလ်ကောင်းမှုနတ်ပြည်မှာနတ်သားတော်ဖြစ်တယ်နတ်ပြည်မှာနတ်သားဖြစ်တော့ငါဘာလို့မြန်အဲ့လောက်ကြီးအရှမ်းရည်ပစ္စည်းတွေဘာလို့ချမ်းသာတဲ့ဘိမပိုင်ရင်ဖြစ်ရတယ်လို့ဩနေတဝက်ကလေးဥပုသ်ဆောင်နေတာဘယ်လိုစောင့်ချောက်တယ်လဲအသက်နဲ့လဲပြီးစောင့်ချောက်တယ်အသက်နဲ့လဲပြီးစောင့်ချောက်တယ်ဒါတော့ဆောင်းလောင်းစားလောင်းမသိမှုတရားပြင်းထန်နေတဲ့မနေ့ပိုင်းအာယုသောတော်ပိုင်းစားပြီးလာခဲ့တာအလုံးလုံးတနေ့တမနေ့တော့အလုံးလုံးလာခဲ့တာဒီမှာရွှေတတိကြပြီးတော့အဲ့ဒါမှသီလဆောက်ဖြစ်အောင်ကြိုးစားလိုက်ကျွန်တော်သီလဆောက်ဖို့ပြီးပါသီလတည်းဆောက်ရှောက်ပြီးရောအရှင်ကြီးတဲ့အချိန်မရှိတော့ဘူးမစ္စတိမရောက်မရှိတော့လွန်သွားပြီ7မိနစ်တော့လွန်သွားပြီပေါ့7နာရီထုတ်ပြီးတော့မွန်လည်သွားတဲ့ကမှမစားတော့ဘူးကျွန်တော်အဲ့ဒါပြီးခံပြီးဆောက်ရှောက်လိုက်တယ်ကုသိုလ်ကောင်းမှုတို့တော့တုတ်ကတိပါရအဲ့နောက်ဆုံးမှာဘုရားရှင်ထာဝရတရားလာနာတော့အရှိရဖြစ်သောတာပန်ဖြစ်သီလဆောက်ရှောက်ရတဲ့အကျိုးသီလတရားတွေမကျိုးမပေါက်မကြောက်မချအောင်စောင့်ရှောက်နေတဲ့တတ္တိတရားမလို့သီလတရားတွေကိုလည်းကိုတို့ကစောင့်ရှောက်တဲ့အခါမှာခိုင်ခန့်အောင်စောင့်ရှောက်ရတယ်ခိုင်မြဲအောင်စောင့်ရှောက်ပြီးခံရတယ်ပြီးခံရင်သဘောဆောင်ရတယ်တရားဓမ္မကြီးတယောက်ကဆရာမကြီးတယောက်ကဖုံးပြစီရီယာကျင်းလို့ပါဗျာဒီစိတ်တော့တဲ့အခါညနေကော်ဖီလေးပါလေးမုန်နေလေးစားပြီးတော့မှတောက်ရင်ကောင်းပါလိမ့်မယ်ဗျာအဲဒါဘုံခံရခြင်းရှိလိမ့်မယ်ကြားပါမယ်မတော့ပါဘူးကြည်ရင်လေးဒီနေ့ကျန်လေးတော့ဆိုအဆင်ပြေလာပါတယ်ဘုံဗျာတလူတူဖြစ်စီခြင်းတော့ကိစ္စမိကြပါတယ်ကျုပ်ကဗီလာနာကြီးမဖြစ်သေးဘူးမထနိုင်မှဗီလာနာလို့ခေါ်တယ်အဲ့တော့ကိုစောင့်ချောက်ရတယ်မြားတယ်ပါစွန့်ဆန်းနဲ့ကြောင်စောင့်ချောက်ထားသောစွန့်နိုင်မှစွန့်စွန့်ဆန်းဒါနကုသိုလ်ကောင်းမှုပြုလုပ်ကံမှာစွန့်ဆန်းသီလကုသိုလ်နဲ့ပတ်သက်ပြီးစွန့်ဆန်းဝိပဿနာဘာဝနာနဲ့ပတ်သက်ပြီးအားထုတ်တဲ့ကံမှာစွန့်ဆန်းကြိုးစားအားထုတ်ထားမယ်ဆိုရင်အဲ့ဒီစေတနာကကိုအကျိုးပေးမယ်စွန့်စားထားတဲ့ကုသိုလ်စေတနာတဲ့ကိုကောင်းကျိုးတွေအများကြီးပေးသွားမယ်သို့တော့မိမိသီလနဲ့ပတ်သက်ပြီးတော့ညှို့ငယ်မှုမရှိစေရဘူးသမာဓိပတ်သက်ညှို့ငယ်မှုဝိပဿနာဉာဏ်နဲ့ပတ်သက်ညှို့ငယ်မှုမရှိရဘူးမညှို့ရဘူးကိုအများအားစောင့်စည်းရစောင့်စည်းနိုင်တဲ့တရားတရားတွေဝေချရအဲ့ဒါလို့တတ်ပြီးရှိတဲ့ပုဂ္ဂိုလ်ကဘယ်တော့ခံမှအဘယ်လေးကိုရောက်နေတဲ့တတိရှိဘူးတဲ့တုပ္ပရိပမှာနိဗ္ဗာန်သာလဲလုံးရှိမယ်ဘုရားကအဲ့ဒါလိုပုဂ္ဂိုလ်တွေကစောစောဆန်းဒါနတရားတွေသီလတရားတွေကိုစောစောဆန်းပြုလုပ်နေတယ်စောင့်ချောက်နေတယ်ဝိပဿနာတရားတွေကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်တွေအတ္တနာမိမိကဒုက္ခပတ္တောပြီးလောကရန်တရားနဲ့ဘယ်လိုလောကရန်တရားနဲ့တွေ့ကြုံပြီးညာတော့လည်းပဲပါကမ္မမကောင်းမှုအကုသိုလ်တရားကိုနဂရယေပဲလောကမှာမပြုလုပ်တော့ပါမကောင်းမှုအကုသိုလ်တရားတွေမပြုလုပ်တော့ဘူးကွာတဲ့ဒီလိုပုဂ္ဂိုလ်တွေ
သိသွားပြီဘုရားဆုံးမကိုမြင်သွားပြီသဘောပေါက်သွားပြီဘုရားရှင်ဆုံးမတဲ့တရားတော်မြတ်နဲ့ပတ်သက်ဘုရားဆုံးမနဲ့ပတ်သက်ပြီးဘယ်တော့မှညှို့မှာမလို့တော့ဘူးဒီလားညှို့အောင်မလို့တော့ဘူးဒီလားသမာဓိပညာတရားတွေညှို့ငယ်တဲ့လို့တွေမလို့တော့ဘူးတဲ့ဒီပုဂ္ဂိုလ်အဲဘဝတဏ္ဍအလုပ်ကိုမတွေးတော့တတန်တရားလို့တွေငဲပြီးတော့ထိုးစားဖြစ်တော့တာပဲအဲ့ဒါလို့မိမိရဲ့အလုပ်တစ်ခုလုပ်တဲ့အခါမှာအဓိပ္ပာယ်ရှိသောအလုပ်ကိုလုပ်ရမယ်ယောဂီတို့ရဲ့အဓိပ္ပာယ်မဲ့သောအလုပ်ကိုမလုပ်ရဘူးအဓိပ္ပာယ်ရှိရမယ်ခြားတဲ့အဓိပ္ပာယ်ရှိနေရမယ်အဲအားထဲမှာခန္ဓာတို့မြည်ဒီကတော့ဒါအမြဲတမ်းလို့ဖြစ်ထင်ရှားပြနေမှာပဲဘေကိုကခန္ဓာဒုက္ခသစ္စာကိုဒုက္ခသစ္စာကဒုက္ခသစ္စာပေါ်ပြလာတဲ့အခါယောဂီတို့ကအကြောင်းကြားလေးစာရေးပฏิခံပြီးချိုးဆိုင်ရမယ်စိတ်ရှိဇွဲတာပညာခံပြုယန္တာဒနာတိလသာနာသမာဓိတာပညာသာနာကိန်းဖို့စိတ်ရှိရတယ်ဘာဖြစ်လို့မထင်ရှားလဲဇွဲတာနဲ့ခိုင်းရတယ်ပေါ်လာတဲ့ဝေဒနာကိုသိခံခြင်းနဲ့အနေရအောင်ကြိုးစားရတယ်အဲ့ဒါလို့စိတ်နဲ့ရှိမဲ့ဇွဲတဲ့တမ်းမဲ့သိခံရဲ့ခန္ဒီပါရမီတက်နဲ့အာကောင်းလာမယ်ဆိုရင်ယောဂီပုဂ္ဂိုလ်တချင်းချင်းလေးမှာကိုယ်တလက်ကိုတဆအတွင်းဆန့်တော်လက်ကိုတကွေ့အတွင်းမှာပန်းတယ်ကိုရောက်ရှိနေသွားလိမ့်မယ်ကိုကလေးစားလို့ကိုကြည့်ရမယ်လို့ဒီကိုအလုပ်တွေကိုလေးစားတာတန်ဖိုးထားလို့တန်ဖိုးထားတဲ့ပုဂ္ဂိုလ်တို့ဒီကုလစာရဖြစ်သွားပြီကုလဝန္တာပုဂ္ဂိုလ်ဖြစ်နေမယ်ကုလဇာရပုဂ္ဂိုလ်ဖြစ်နေမယ်ကုလဝန္တာနုရခိတကိုစောင့်ရှောက်နေတော့မိမိတန်ထဲမှာစောင့်ရှောက်မှုသဘောကိုအမြဲတမ်းရှိနေတယ်ဒါကြောင့်ခန္ဓာကိုယ်ကြီးကအခုကြည့်တရားနာနေတဲ့အချိန်မှာခန္ဓာကိုယ်ကအမြဲတမ်းဖောက်ပြန်နေတယ်ဖောက်ပြန်နေတဲ့သဘောတက်ကိုအကြောင်းကြားလေးစိုက်ကြည့်နေရတယ်။ဩခန္ဓာကိုယ်ပြနေတာဒုက္ခသစ္စာကဒုက္ခသစ္စာလို့ပေါ်ပြနေပါပေါ့လား။ခန္ဓာကပေါ်လာလေမြင်မြင်ပေါ်လာလေစိတ်ကိုထောက်ပြီးကြည့်ကြလိမ့်မယ်။စောင့်စားရတယ်ခန္ဓာကိုစောင့်စားကြည့်ပြရတယ်။လှုပ်ဖို့ကအာရုံနေတဲ့ရှေ့ဖို့အာရုံမနေရဘူး။လှုပ်ဖို့ရှေ့ဖို့ငါဘယ်လိုတက်အောင်လုပ်ရကောင်းမလဲ။ဘယ်လိုဘာကုထားရကောင်းမလဲ။အဲ့ဒါတဏှာလို့ခေါ်တယ်ခန္ဓာကိုညှတဲ့စိတ်တွေ့တာတဲ့စိတ်ခန္ဓာကိုယ်ကိုဘယ်လိုညှထားလို့ချင်းတက်တာရမလဲစသည်စသည်မိမိတဏ္ဍာမှာတဏှာဥပဒံကံလို့ဖြစ်ရက်ပတ်ထားသောစိတ်ဟာမညာပူညာကိုဘယ်တော့မှတိုးပွားမှုမရှိဘူးလုံးလဝရိယမရှိတဲ့တွေ့တဲ့ဘုရားကဝရိယမရှိတော့ပုဂ္ဂိုလ်ဒီအနုပါဏနံအာကိုဒနာဥပါဒါယဝါယမောဥပါဒနာအာဟုရဏပဟနာယဝါယမောအဖြစ်တဲ့အာဟုတုလို့ဖြစ်အောင်ဖြစ်ပြီးတဲ့အာဟုတုလို့နေပယ်စွန့်နေအောင်ကြိုးစားရမယ်အစားနေရမှာလုံလဝရိယမရှိတဲ့အတွက်ကြောင့်အနုပါဏနာမဖြစ်ပေါ်သလိုအာဟုဒရာဓမ္မနာအာဟုတုတရားတို့ကိုဥပါဒါယဖြစ်ပေါ်စေဖို့တင်အဝါယမောလုံလကိုစိုက်ပြီးအာမထုတ်ဖို့ဇွဲတန်တာနဲ့ခန္ဓာကိုယ်ဒုလဝရိယတည်ပြီးမကျင့်သုံးဘူးတဲ့ဥပါဒနာဖြစ်ပေါ်ပြီးတော့အာဟုဓမ္မနာအကုသိုလ်တရားတို့ကိုပါဏာပယ်ဆုံးဖို့အတွက်အနုပါဒနာအာမထုတ်ဘူးဒုလဝရိယတည်ပြီးတော့ကိုယ်နဲ့အသက်မငတ်ကွက်ပဲမကြိုးစားတဲ့ပုဂ္ဂိုလ်ကြီးတဲ့မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်တော့ဘူးတဲ့ဖြစ်ပြီးတဲ့မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်လာတဲ့ဖြစ်ပြီးတဲ့အကုသိုလ်တွေတိုးပွားလာနေမယ်လုံလဝရိယတိမိจิตဉာဏ်ပွားများအားထုတ်နေတဲ့ယောဂီကြမြတ်တော့အနုပါဏနမဖြစ်ပေါ်သည်သောကုသန္တနာကုသိုလ်တရားတို့ဥပါဒါယဖြစ်ပေါ်စေဖို့ဝါယမောအားထုတ်နေတဲ့ဥပါဒနာဖြစ်ပေါ်ပြီးသောကုသန္တမနာကုသိုလ်တရားတို့ပြီးရောဘာဝယသတိတဝတ္တရိအဝါယမောသူသာထုတ်နေတယ်။အဖြစ်တဲ့အကုသိုလ်မဖြစ်တဲ့သီလတွေတမာတိပညာတွေဖြစ်ပေါ်အောင်တိုးပွားလာအောင်ကြိုးစားဖြစ်ပေါ်ပြီးတော့သီလတမာတိပညာတရားတွေတိုးပွားအလုံးဝကိုမဆွတ်ရအောင်ကြိုးစားနေတယ်အဲ့ဒါလုံလဝရိယရှင်တန်းတင်ပြီးကြိုးစားအားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တဏ္ဍာမှာယောဂီပုဂ္ဂိုလ်ရဲ့စိတ်စဉ်ထဲမှာအလိုလိုကုသိုလ်တတ်ပြီးအမြဲတမ်းဖြစ်တယ်ဝရိယရှိနေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မပြောနဲ့ဖောက်ပြန်မပြောနဲ့ပေါက်ထွက်သွားပြီဒီဝိနိုင်ငံမှာယဟန်တော်တစ်ပါးကြည့်ဒီကံအထုပ်ပုံလေးခန္ဓာလေးနာယောဂဖြစ်နေတယ်ခန္ဓာကိုယ်ရဲ့အရာကတော့ဟူခဲနဲ့ပို့ထိုးသလိုဖြစ်တယ်ရွှေပရင်တွေပို့ထိုးသလို
ပါဇက်ကရှူနဲ့ထွက်တယ်အနာဂတ်ကတော့အရှင်ပြရဲ့ဝေဒနာသိခံပြီးတော့မှတ်ပါလာတယ်ဒီငါရှိလို့မှတ်ပါလေအဲ့ဒါမှတ်ပြီးဘုရားတတိဝိရိယအရှင်မြတ်ဝိရိယလုံးလုံးလေးသူစအားထုတ်တာလောက်တိဝေဒနာပြင်းထန်တယ်ဒိုင်းဆိုဘက်ကပေါက်ထွက်သွားအဲ့ဒီရင်မိုင်းနဲ့လျောင်းမိုင်းနဲ့ဘက်ကဒိုင်းဆိုပေါက်ထွက်သွားတော့ဥရိဒအားဒီဥထွတ်ပွင့်ထွက်သွားတယ်ဥလည်းပွင့်ထွက်သွားတဲ့ဒိုင်းလေးပေါက်ထွက်တဲ့အချိန်မှာသောတာပန်တကအနာဂတ်ယဟန္တာဖြစ်သွားတဲ့အချိန်လေးလေးကိုဆက်သွားတာကြည့်ဖြစ်ဖြစ်ကိုဖုံဖမ်းမယ်မြင်ပြီးတော့ဖြစ်ဖြစ်ကိုမုံညာကဆုံးညာတော့ဖြတ်ပြီးဆုံးညာနေရောက်သွားတယ်သုံးဖို့လေးကိုရသွားချတယ်အသာဒီဦးလေးဦးထွက်တဲ့ဦးလေးအသာလက်ခင်းနဲ့အသာလေးပြန်တဲ့ပြန်ချက်လက်တစ်ဖက်နဲ့အသာလေးဖုံးထားပြီးတော့ငါရှိလို့တဲ့တပည့်တော်ဒီလိုတိခံပြီးအထုတ်ခဲ့ပါဗျာတပည့်တော်ဘဝမှာခိနာဇာတိဥဒိတံပြမစရိယနာဘဣတထာယပါဗျာဇာတိနောက်တဲ့တပံပရိသန္တိနေခြင်းတရားသည်ခိနာကုံကျွန်းခဲ့ပါပြီဒီပိနောက်တဲ့တပံပရိသန္တိနေတာမရှိတော့ပါဗျာဗျာမစရိယမြတ်သောခြင်းကိုဥဒိတံကျင့်သုံးခဲ့ပြီးပါပြီနာပရနောက်တဲ့တပံဣတတယဤလောကကြီးကိုနာပရဣတတယဤလောကနောက်တဲ့တပံပြန်ပြီးမလာတော့ပါဗျာခန္ဓာဘဝကိုဘယ်တော့မှမလာတော့ပါဘူးဗျာတပိတော့ခုနတော်မူကြပါဗျာတပိတော်ရှင်မြတ်တို့ဘကာယကဝတိကမနောကကြီးခုနတော်မူကြပါဗျာတပိတော်ဒီဒုက္ခဆုံးကိုဉာဏ်ကယုံဆွဲခဲ့ပါလိမ့်ဘာအဆုံးကိုတဲ့ဒုက္ခအဆုံးကိုဉာဏ်ကယုံဆွဲသွားတယ်လုံလဝရိယအခြေတန်းပြီးစိုးစားလိုက်တာဒုက္ခဆုံးဉာဏ်ကယုံဆွဲသွားချတယ်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုခိုင်းတဲ့ခါမှာတဘောတခဏကိုမငဲ့ညာပဲနဲ့တတန်တရားတို့ငဲပြီးကျိုးစားရတယ်ရောက်ပြီးလို့တခဏဒုက္ခကိုစဉ်းစားပြီးနေလို့မရဘူးတတန်တရားဒုက္ခနဲ့ကျိုးစားရတယ်အဲ့ဒါလို့ကျိုးစားမှသာလေဒုက္ခဆုံးဉာဏ်ကတဖြည်းဖြည်းနဲ့ရုပ်ထွက်ပြီးတော့ငါလူဖြစ်ရနတ်ပြည်ကိုလို့ကိုယ်လက်ခမောက်ခတ်ပြီးပြောနေတာလက်ခမောက်ခတ်ပြီးပြောနေတာအဲ့ဒါလို့မထေကြီးဟာဒီမထေကြီးကြတော့သူကအတိတ်ကကာလယကနောက်ဆုံးချိန်ဖြစ်သွားပြီကိုသမာဓိတိကယဟန္တာဖြစ်မဲ့အတွက်ယဟန္တာလည်းဖြစ်တော့ပြိဋိဘဆံသွားတယ်ပေါ့သူတို့ကတော့ယောဂီတို့ကယဟန္တာဖြစ်ဖို့တည်းဘုန်းကြီးမဟုတ်ဘူးအနည်းဆုံးတမတ်တခွေရဖို့အတွက်အဘေတကပိဋကအတိတိကိရင်ဘုန်းကြီးမြတ်တို့သာသနာတော်မှာတွေ့ရလို့ညတ်သွားပြီဘုရားသာသနာမှာတွေ့ရလို့ညတ်သွားပြီတမတ်တဟိုရတဲ့ဒိဋ္ဌိဝိသိတဲ့ကင်းတဲ့အတိလူဉာဏ်လို့သိဖို့တာအရေးကြီးတယ်။နေရာထဲမှာငါမဆွဲဘူးလို့ရတယ်။အာနာတဲ့ငါကျင်နေငါခဲ့တဲ့အဲ့ဒါဒိဋ္ဌိလို့ခေါ်တယ်။ငါမခံနဲ့ငါမမနဲ့တော့ဘူး။ငါမခံနဲ့ငါပြီးတယ်ငါမနဲ့ငါပြီးတယ်ဆိုပြီးငါတန်ငါဆွဲပြီးတော့နေတဲ့စိတ်အဲ့ဒါဒိဋ္ဌိပဒံလို့ခေါ်တယ်။မနေ့ပိုင်းကပြောခဲ့တယ်။ဒိဋ္ဌိပဒံဒိဋ္ဌိအုပ်ချုပ်တော့ကံတဲ့ဒိဋ္ဌိအုပ်ချုပ်တော့ကံပြီးသမုဒိယသစ္စာဖြစ်နေတယ်။ဥနာတိထပ်မယ်ဒီကံတရားကဥနာတိထပ်တယ်လို့အဲမြတ်စွာဘုရားဒိဋ္ဌိပါဏနာဗန္ဒရိတဏသောတိနဝရှရိတဏသောတိနဝရှန္ဒနာတိဒုက္ခပမုစတိဒိဋ္ဌိပါဏနာဗန္ဒရိသက္ကာယဒိဋ္ဌိဘိယကခန္ဓာကိုယ်ကိုယ်လုံးမှာခြုံငုံပြီးထားခြင်းကြောင့်တဏသောတိနတဏလိတော်ရေကျော်တော်ဝရှန္တိမျောပါကြလိဟုံရ၏တဏသောတိနာတဏလိတော်ရေကျော်တော်ဝရှန္တာမျောပါကြလိကုန်တော်ဇနနာပုရွရွမြင်သည်များကုန်တော်တတ္တဝါမှသည်များအနန္တတုတိဒုက္ခဆင်းရဲခြင်းဒုက္ခပေါ်မှာနတ်ဘဝဇတိပဲလောကမှာမလွန်ကျော်နိုင်ကြလေကုန်ရ၏။ဩတက္ကရာဒိဋ္ဌိဖုံးလွန်ထားသောပုဂ္ဂိုလ်သည်တဲ့ဒုက္ခဆုံးကိုဘယ်တော့မှမတွေ့နိုင်ဘူးတဲ့ဒုက္ခဆုံးကိုဉာဏ်ကမမြင်နိုင်ဘူးတဲ့ဉာဏ်နဲ့မတွေ့နိုင်ဘူးတဲ့ဒုက္ခဆုံးကိုဉာဏ်ကယုံထွက်နိုင်တဲ့စိတ်တွေမရှိဘူးဖြစ်နေတယ်။ဒါကြောင့်အရာတိုင်းမှာခန္ဓာသည်အမြဲတမ်းပင်ကိုယ်အရှိတမ်းဖောက်ပြန်ပစ္စည်းပြနေတယ်အခုကြည့်ခန္ဓာကိုယ်ကြီးကပေါ်နေတယ်ခန္ဓာကပြနေတယ်ယောဂီလေးခန္ဓာဒီမှာကြည့်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 တော့ခန္ဓာကထိရှားပြနေတယ်အဲ့ဒီပြပြတဲ့သဘောတက်ကလေးကိုဉာဏ်လေးနဲ့ကပ်ပြီးစိုက်ကြည့်ပြက်ခတ်ကြည့်တယ်ငါမစွဲနဲ့ငါမလုံးနဲ့ငါမဟုတ်ပါနာယုတ်တာမှန်စွာဉာဏ်မှာပေါ်
ဘယ်မှာလဲငါဘယ်မှာလဲပုဂ္ဂိုလ်ဘယ်မှာလဲတတ်တော်ဘယ်မှာလဲအသက်စီဝါလေးပြမရှိဟောဖောက်ပြန်တဲ့သဘောအစုတိတက်တဲ့သဘောအစုဒါမရှိတယ်ဖောက်ပြန်နေတာကတခြားသိနေတာကတခြားဖောက်ပြန်နေတာတခြားကြည့်နေတာတခြားလုံးနာကွဲနေတာဟောသူကသူဖောက်ပြန်ပေါ်နေတာသူကသူပေါ်နေတာကိုယ်လည်းမဆိုင်ဘူးပေါ်ပါစေလို့ကိုယ်ကစတော့လာတာမဟုတ်ဘူးသူပင်ကိုရှိတဲ့အမြဲတမ်းခန္ဓာကဖောက်ပြန်ပြနေတာအဲ့ဒီဖောက်ပြန်ပြနေတဲ့သဘောတက်ပေါ်မှာဉာဏ်လေးနဲ့ကပ်ပြီးဆက်ကြည့်ရတယ်။အော်အကြည့်တရားရှိခန္ဓာရှိတဲ့ပြနေတာအကြည့်ပြတဲ့နေရာကြည့်မြင်မြပေါ်တဲ့နေရာဆက်ကြည့်ကြည့်တော့အကြည့်ခန္ဓာအာယုတို့ဒီအကြည့်ညာအောက်မှာအမြင်မဲ့ကြရစက်တစ်ခုချင်းစက္ကန့်နဲ့ဖြစ်ပြီးစက္ကန့်နဲ့ဖြစ်နေတာပဲခန္ဓာကြီးကပြောကနေမောကနေထုံကနေကျင်းကနေကြိုက်ကနေခဲကနေခန္ဓာကိုယ်ကကြရစက်အမြင်မဲ့ကြရစက်ပစ္စည်းပြနေတာပဲအဲ့ဒါလိုခန္ဓာကိုယ်ရဲ့အမြင်မဲ့ကြရစက်ပစ္စည်းပြနေတာဒီကခန္ဓာဒုက္ခသစ္စာအမြဲတမ်းပစ္စည်းနေတဲ့သဘောလက္ခဏာတဲ့ဘောညာလေးနဲ့ကတ်လို့ကြည့်ပြီးတွေ့ထိနေတာလေးအမေကသစ္စာလို့ခေါ်တယ်။နောက်ပြီးတော့မြင်နေတာလေးကအမေကသစ္စာလို့ခေါ်တယ်။ကြောင်းလဲမှုသဘောလက္ခဏာလေးကဒုက္ခသစ္စာလို့ခေါ်တယ်။ကြောင်းလဲမှုသဘောရဲ့လက္ခဏာတက်ကလေးကိုဉာဏ်နဲ့နှံ့တွေ့နေတဲ့သဘောတက်ကလေးကမေကသစ္စာလို့ခေါ်တယ်။ခန္ဓာကိုယ်တစ်စိတ်နဲ့တစ်စိတ်မတူတအာယုနဲ့တအာယုမတူတစ်ခုနဲ့တစ်ခုမတူမတူတဲ့လက္ခဏာကလေးကိုမြင်ရမယ်။အဲဒီလိုမတူတဲ့လက္ခဏာလေးကိုမြင်နေမယ်ဆိုရင်ခြေတော်သူတော်ကောင်းတွေကဝေဒနာလက္ခဏာကိုကြည့်ဝေဒနာရဲ့လက္ခဏာကိုကြည့်သွားတယ်။ဖြစ်ဖြစ်ဖြန်းမြင်ဖြစ်ဖြစ်မှုဖြစ်ဖြစ်အစိုးကိုညောင်းသွားကြတာ။ခွေးနဲ့ခန္ဓာပြောဖို့တဲ့တော်တယ်မှာဝစီပိတ်ပြီးအာထုံနေရတဲ့ရဟန်းတော်အပါ30ဒီနေ့တပါးလေးကြားတကောင်လာပြီးဆွဲဆောင်နေတာဘုရားဒီမှာကြည့်တော့ယမထေကြီးကဟာအရှင်တို့အန္တရာယ်တော့ရှိနေပြီတကယ်လို့ဉာဏ်အန္တရာယ်တစ်ခုဖြစ်လာလို့ရှိရင်အတိပေးပါဗျာတပည့်တော်ကိုអော်ပြီးတော့အတိပေးတော်မူကြပါလို့ပြောကြတော့ကတိကပြုထားကြအေရောတပါမပြောစတဲ့စကားမပြောစတဲ့အဲ့တော့ရန်တော်တော်ညလာပြီးကြားဆွဲတော့ကြားဆွဲတဲ့ကအရှင်ဘုရားတို့တပည့်တော်ကိုကြားဆွဲသွားပါဗျာအဲ့တော့ရန်တော်တွေကပြေးလာကြတာပိရှိမိဘနေလာပိရှိတယ်မိထွန်းပြီးလာကြလိုက်ပြီးညာတော့မရတောင်ပေါ်တက်ပြီးတကအလောင်းကိုဆွဲပြီးကိုတော်ကြီးဆွဲပြီးတော့ရန်တော်တော်ပြောထမ်းပြောတဲ့မချင်းတဲ့တပည့်တော်ကိုအမကုကြပါနဲ့ဗျာအမကုပါနဲ့တော့အရှင်ဘုရားမြတ်စွာဘုရားဆုံးမတဲ့သီလသမာဓိပညာတရားတွေရှင်ဘုရားလည်းအကုရဖြစ်ပါစေနားအကြောင်းကြလိုက်ကျမ်းကလည်းလေဘင်းကိုကိုက်ပြီးဆွဲသွားတာညီပြီးလည်းသွားတာဘာမှမဆွဲဘူးလမ်းမှာလည်းအပင်လေးအများကြီးရှိတာအနန္တမှာဘယ်တုံးမှဘာမဆွဲဘာမှအာရုံမဘူးညီလေးလိုက်ပြီးပါသွားတာတရားလေးမှတ်ပြီးတော့တဏှာရောက်တဲ့အခါကျာကစပြီးဘာမှမလုပ်ရနေတဲ့အခါတရားမနေတာကိုကျာကတော့လုံးရှိမရှိအော်ကမှကံကုန်သွားပြီကိုလို့ကိုသိနေတယ်ဒီချိန်မှာဉာဏ်မကုန်သေးဘူးငါညတဲ့အချိန်နဲ့ရရှိတဲ့အချိန်နာရီလေးယုတ်တဲ့နာအိုးစားမကွဲခင်လေးမှဒုက္ခဆုံးလုံးထွက်နိုင်ရမယ်တရားတရားတင်ပြီးကြိုးစားခက်ခက်ပြီးကြည့်နေတာရှားကကြည့်တာခြေတော်နှစ်ဘက်ကိုပူးထားတာသူကခြေတော်နှစ်ဘက်လုံးကိုခြေတာခြေမလေးကစပြီးတွတ်ဝါးစားနေတာအဲဒါလိုဝါစာရဲ့ဒုက္ခဝေဒနာကိုကြည့်ပြီးတော့ဝေဒနာလက္ခဏာကိုကြည့်ပြီးတော့မထီမြတ်ကဩဆင်းရဲခြင်းဝေဒနာတွတ်ကြိုက်ပွက်ကိုကိုက်ဝါစာနဲ့ဘယ်တော့နာမလဲဘယ်တော့နာလိမ့်မလဲနာကျင်ကြိုက်တဲ့ဝေဒနာအခုယောဂီတို့ပေါ်တဲ့ဝေဒနာတဲ့အများကြီးပြင်းထန်တယ်တကူလို့ကြိုက်စားနေတာအရှိဖြတ်နေနှစ်ဖက်ဆိုကြိုက်စားနေတာဒါပေမဲ့ညီအဲ့ဒီဝေဒနာလက္ခဏာကိုကြည့်တာဝေဒနာဖြစ်ချင်းပြင်းလက္ခဏာကြည့်ရှင်မရှိတော့လည်းရောက်တော့သောတာပန်ကြည့်ပွားချတာနောက်တစ်ခါပြန်ပြီးစားပြန်မှတ်နေတဂရကဒုစလာရောက်ရင်တဂရကဖြစ်သွားပြီခါတော့ရောက်တာနဲ့အနာကဖြစ်သွားပြီဗျာရင်ဝါတော့ရောက်တော့ယဟန္တာဖြစ်တယ်ယဟန္တာပြီးအချိန်နဲ့ငယ်တည်းမှာခန္ဓာပရိနိဗ္ဗာန်စံတဲ့ဒုက္ခဆုံးဉာဏ်ကယုံထွက်သွားချတယ်ဘာလို့အရှိယူတယ်လို့ပြီးတော့မိမိသီလကိုအရှိပြီးတော့သီလမကျုံမပေါက်မပြောင်းမကြောက်သီလရှိနေပြီ
ဘာသဘာတိရှိတဲ့ပညာတရားတွေအာထုကိုရနေတဲ့မြတ်စွာဘုရားအဆုံးအမကိုလည်းဒီအာထုကိုရနေတဲ့တာကိုကြည့်ပြီးတော့ခန္ဓာဖြစ်ချင်းပြင်းတဲ့ခန္ဓာကိုဖြန့်ဖြန့်မြင်ပြီးတော့ဖြစ်ဖြစ်ဆုံးတဲ့လေးဝဲလက်ဖို့နဲ့ဆုံးသွားလို့ဒုက္ခဆုံးရုံထွက်နိုင်ခဲ့တယ်အေးတရားဆိုတဲ့အလုပ်ကယောဂီတို့ရဲ့ဒါဥပမာလေးပြောပြရှေးတုန်းကတန်ဃာတော်တွေကဒီလိုအာထုတဲ့ခါရဝရဟန်းတော်တစ်ပါးဘယ်လောက်ထိတရားတရားရှိလဲလို့စင်ကြံခြေတော့နဲ့စင်ကြံမှတ်ထားပြီးမြန်တညာလုံးမှတ်တာခြေတော့ဒီနာပြီးတော့သွားလို့မရတော့သွေးတွေထွက်ဒူးသွားပြီးတော့စင်ကြံသွားဒူးသွားပြီးစင်ကြံသွားဒုတာပိစဉ္ညာသွားပြီးစဉ္ညာတော့ဒုနဲ့ဒုရဲ့အမူအရာလေးကိုခြေတော့မှကြွားပြီးတန်ပြီးချက်ပြီးတန်ဖို့ဖြစ်ဖြင်းဖြင်းနေတယ်အဲဒီညကာလမှာမဟုတ်ဆိုးတယောက်ကတော်လေသွားရင်တော့လက်တာတဲ့ခါယဟန်တော်တဲ့ဘက်ကလှုပ်နဲ့အပင်ကျိုးပင်ရားထဲမှာသွားနေတာယဟန်တော်မမြင်ဘူးကသားကောင်တစ်ကောင်တော့မမြင်ရပြီတောက်တော့လှမ်းပြလိုက်တာယဟန်တော်ရဲ့ကြောကနေပြီးတော့အောက်ကဖောက်တက်သွားချင်ထပ်ဆိုထပ်ထိုင်ငါအကုသိုလ်အကျွေးတွေဆက်သွားရမယ်ပြီကိုအတိတ်ကပြောတဲ့အကုသိုလ်ကံတရားတို့ဒီငါ့ကိုအရှိန်နိုင်စစ်သွားပြီကိုပြုံးလေးနဲ့တရားမှတ်မှတ်အဲ့ဒီရှိမှလေးစုကဘိုက်ကနေပဲထွက်သွားချာအနာမရှိတဲ့ထေဝကလေးရှိတဲ့ဒါလေးပြီးတော့ဆိုတာတရားမှတ်တယ်မိုးဆိုးကြီးကတော့ဟာအော်တဲ့အရှင်ပြရဲ့တပြီးတော့ခေါ်တော်မူပါဗျာမိုးဆိုးတဲ့တဲ့အပြည့်မဟုတ်ငါအပြည့်ငါမြင်တာအတိတ်ကအကုသိုလ်ကံတွေရတယ်ကိုငါအကျွေးဆိုင်တယ်ဘဝပေါင်းမြောင်များသွားတော့ငါလူမကြီးဖြစ်ခဲ့တယ်အဲ့ဒီလူမကြီးဖြစ်စဉ်တော့သူတစ်ပါးကိုတတ်ပြမှုတဲ့အကုသိုလ်ကံတွေကအရှိစေတာပါတဲ့အပြည့်မဟုတ်ပါဘူးကွာငါအပြည့်ပါပဲငါမှာဖြစ်အတိတ်ကအကုသိုလ်ကံတွေကအကျိုးပေးသွားတာဖြစ်သွားတော့တင်းလို့အဲ့ဒါတရားမှတ်တာဘက်ကပေါ်နေတဲ့ဝေဒနာကိုဝေဒနာလက္ခဏာကိုကြည့်ငါခံစားမှုဝေဒနာလက္ခဏာကိုနားတော့ငါမရောတော့ဘူးငါနာတယ်ယောဂီတို့လိုဟိုလှောပြီးမလုပ်တော့အခုကဝမကြီးအင်းလူတို့လိုဖြစ်တဲ့ချုပ်ပုဂ္ဂိုလ်တွေကဝမကြီးအင်းလူတို့ဟိုဘက်လှိမ့်လိုက်ဒီဘက်ကိုလှိမ့်လိုက်ဒီဝေဒနာလေးမှာသိခံပြီးတရားနဲ့မနာနဲ့တရားနဲ့အာမထုနဲ့စိတ်တတိတာစိတ်တတိအားနဲ့လူပြောတာပေါ့တရားနဲ့ဆုတ်တော့ဝိရိယတွေဆုတ်ပြီးလို့တာဟိုသူတော်ကောင်းတွေကြာကြတာအဲ့လိုပေါ့စော့စားခြင်းခန္ဓာဝေဒနာကိုနိုင်ထားတယ်ကြိုပြီးတော့ဝေဒနာကိုနိုင်အောင်ပူဇော်အထုတတ်တဲ့အခါဘိုက်ထဲမှာဖောက်ထွက်သွားတဲ့ဝေဒနာကြီးဘယ်တော့ပြင်းထန်နေမလဲဘယ်တော့နာကျင်လဲအစီလူညာကြီးပြီးတော့အဲ့ဒီဝေဒနာလက္ခဏာကိုမယိမနဲ့ဟောသောတာပန်တော်နာရဟနာဖြစ်တယ်ဗျဝေဒနာလက္ခဏာကိုပူဇော်ရတယ်ဒါကြောင့်မို့လို့တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေဝေဒနာပေါ်လီကိုကြိုက်တယ်တကယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်တို့ဒီဝေဒနာပေါ်လီကိုကြိုက်ဒုက္ခဝေဒနာပေါ်လီကိုကြိုက်လိမ့်မယ်ဒုက္ခဝေဒနာရဲ့သဘောလက္ခဏာကြည့်တော့စိတ်မထွက်တော့ဘူးအရှင်ငိုင်းပြီးတဲ့စိတ်တွေပေါ်တော့ဒုက္ခဝေဒနာပေါ်မှတ်နေရလို့အရှင်ငိုင်းပြီးတဲ့စိတ်တွေမရှိစိတ်လည်းအကျွတ်မရှိအဲ့ဒီဝေဒနာလက္ခဏာကိုကြည့်ပြီးတော့ဉာဏ်နဲ့ဘုန်းကြီးတို့ကအလကားပြောတာမဟုတ်ဝေဒနာပေါ်လို့ဆိုတဲ့တစ်ခါနဲ့အမဟာပရိချိတ်ပြီးထိုင်ရတာဝေဒနာဒီဒုက္ခဝေဒနာမပေါ်လို့2 နာရီ 3 နာရီထိုင်လို့ဒုက္ခဝေဒနာပေါ်3 နာရီကျော်4 နာရီလောက်ထိုင်မှဝေဒုက္ခဝေဒနာပဲဆင်အထင်ချအမဟာပရိချိတ်ပြီးတော့မှဝေဒနာလက္ခဏာကြီးပေါ်လာပြီဒုက္ခဝေဒနာလက္ခဏာကိုကြည့်ပြီးဒါလေးကိုသဘောပေါက်တယ်ဒါကြီးဖြစ်နေဖြစ်နေဖြစ်ရှိကဖြစ်နောက်ကမခင်တိုင်းပြီးအရှင်ငယ်များယူလို့ရတရားဆိုတဲ့အလုပ်ကအလိုလိုဝါနေပေါ်လာတာမဟုတ်ဘူးယောဂီတွေစွန့်ထားရတော့ခဲ့ပြီစွန့်နိုင်မှာစွန့်ခန္ဓာကိုစွန့်တော့စွန့်စားခန္ဓာခိုင်းပေးရတယ်ခန္ဓာကိုညှာတာနေတဲ့ပုဂ္ဂိုလ်ကတော့မညာပူညာဘယ်တော့မှပေါ်လိမ့်မယ်မဟုတ်ခန္ဓာကိုညှာပြီးမှဟိုဘက်ကိုလှုပ်လိုက်ဒီဘက်ကိုရွှေ့လိုက်ဝေဒနာပေါ်လိုက်လှုပ်လိုက်ရွှေ့လိုက်ထိုင်ညာပြီးတော့ကြောင့်ဝေဒနာပေါ်လှုပ်လိုက်ရွှေ့လိုက်ပြန်ပြီးဘယ်တော့မှမညာပူညာပေါ်လိမ့်မယ်မဟုတ်ခန္ဓာကိုညှာပြီးလို့ခန္ဓာကိုညှာပြီးတန်ခါမှာကြာပြီးခန္ဓာကိုညှာပြီးတန်ခါမှာတမာတိပစ္စည်းလို့တမာတိပစ္စည်းတော့ညာမတက်တော့ဘူးတမာတိစိတ်ရတယ်ခန္ဓာဝေဒနာမပြောတဲ့ပေါက်ထွက်သွားပြီစီ။အိုးအရေးတွေဆုတ်သွားပြီစီအယုဒ္ဓကြီးမှသွားပြီဘယ်တော့မှမဆုတ်ခန္ဓာပြတ်စမ်းဘယ်တော့ပြနိုင်မလဲပြတ်စမ်း
ခွင့်တော့အဲ့ဒါလိုဝေဒနာကိုစိတ်ခေါ်ပြီးကြိုးစားခဲ့ဝေဒနာစိတ်ခေါ်ပြီးကြိုးစားခဲ့အဲဒီဒီညမတစ်ခါတည်းတိုက်အဲဒီ24နာရီတခါနဲ့ဆောင်း3နဲ့23နဲ့4နဲ့ကိုဆောင်းမစားပဲဒီမှတ်တာကိုင်းပလိုက်တာတစ်ခါတည်းဆောင်း3နဲ့4နဲ့လက်ကိုမစားဘူး3ရက်လက်ကိုဆောင်းမစားပဲဒီတက်ကိုရေးထုတ်တောက်ပြီးရေကိုတမင်းတောက်ပြီးမှတ်တာဒီနဲ့မှတ်တာခိုင်းအဲ့ဒါလိုကြိုးစားရတယ်လို့အဲ့လိုကြိုးစားလာခြင်းနဲ့တွေ့တယ်စွန့်တိုင်မှစွန့်လို့ပြောခဲ့တယ်စွန့်တော့စားစားအားထုတ်ထားတဲ့ပုဂ္ဂိုလ်ဘယ်တော့ခါမှစိတ်တက်ပိုင်းဆိုင်ရတယ်ရုပ်လျောခြင်းမရှိဘူးကုသိုလ်တရားတွေရုပ်လျောခြင်းမရှိဘူးကုသိုလ်တွေအမြဲတမ်းတွတ်တင်နေတာပဲဘာကြောင့်လဲဆိုဒီဒုက္ခဘုရားရှင်ဆုံးမပြီးထားပြီးပါလောကမှာဒီကနေ့မှာဝေဒနာကအခုဝေဒနာဖြစ်ပြင်းထန်တယ်ဆက်သမကဒီဝေဒနာလေးကိုမှပြီးမခံနိုင်ဘူးဆိုရင်ဟိုမှာဖြစ်ပေါ်ဝေဒနာပို့ဆိုးလိမ့်မယ်အဲ့ဒါလို့ဘုရားဆုံးမကိုသိချင်တဲ့တွေ့တာကြောင့်ဘုဝေဒနာပေါ်လေးပုံကြတယ်လေဒီဆရာတော်ကြီးမင်းတို့လို့ပေါ့လေဒီဆရာတော်ကြီးကဘာပြောလဲဆိုတော့အေးကွာတဲ့တို့ကတော့ဝေဒနာပေါ်ရင်ခွေးတကောင်ထင်ရခဲရတယ်လို့ပဲကွာခွေးတကောင်ထင်ရခဲပြီးလို့ရှိရင်သိကြော်တယ်လို့ပဲကွာဝေဒနာပေါ်လေးကြိုက်တယ်ဒုက္ခဝေဒနာပေါ်လေးကိုကြိုက်တယ်ကွာအဲဒီဆရာတော်ကြီးအဲ့ဒါလို့ဖြေထားခဲ့ဟုတ်တယ်ရှေ့ဆရာတော်ကြီးဆောင်းဆရာတော်ကြီးတို့အဲ့ဒါလို့ပဲဒုက္ခဝေဒနာတကက်ချင်းကြိုးစားအားထုတ်လို့တကက်နိလငါလာမင်းတည်မသိငါသိကိလေသာဟုတ်မင်းတည်ဟုတ်ငါသိကွာအဲ့ဒါလို့ကိလေသာကိုအပြုတ်တိုက်တာလွတ်ထွက်သွားကြတာပဲအာစီဆရာတော်ကြီးတို့ဘုဂုဆရာတော်ကြီးတို့အိုးတကယ်ကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေအမျိုးသမီးတွေအမျိုးသားတွေအမျိုးသမီးတွေသောတာပန်တိရတဲ့အမျိုးသမီးတွေအမျိုးသားတွေကြိုးစားလိုက်ကြတာတခါတော့အမျိုးသမီးတွေတယောက်မျိုးသမီးလေးတို့39လောက်ရှိပါပြီပရိယတိကောင်းတယ်သူကဒီလိုကထိုင်မှရမှအဲ့ဒါလို့3ရက်4ရက်လောက်မှကြိုင်တယ်လေ9ရက်မြောက်တဲ့ဆိုတော့အဓိကကိုယ့်ဘက်ကိုပါအောင်ယူတော့လို့ပြောအထုတ်တာသူကပြီးတော့မှ7နာရီခွဲလောက်နေ့လေစောစားပြီးကသွားပြီးပါလိတိုက်ပြီးချင်းတရားထိုင်မှတ်တာတရားဟောတဲ့ခါမှာလည်းမှတ်တာပဲတရားနာပြီးစစ်မှတ်တာပဲသိပြီးသူထင်ကြနေတာအိုးဝေဒနာကြီးကတကူလုံးကမေးလို့လို့ခံစားရတယ်အဲ့တော့ပြီးလည်းပြီးညနေကြညနေ9နာရီကျော်လောက်မှသူကဝေဒနာအပြုတ်တိုက်တော့နိုင်သွားပြီဆိုတော့လာပြီးလျှောက်ထားဘုရားတပည့်တော်ဝေဒနာနိုင်သွားပြီကိလေသာတို့လည်းတပည့်တော်ဝေဒနာနဲ့ငါမရောတာကိုတွေ့သွားပြီတပည့်တော်9နာရီခွဲလောက်ထိုင်မှတ်လိုက်ပါဒီပြီးတော့သဘောပေါက်သွားပြီတရားသဘောပေါက်သွားပြီဒုက္ခဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတာတပည့်တော်သဘောပေါက်သွားအဲ့ဒီနေ့ကဘုန်းကြီးကဘာပြောလဲဆိုတော့ဒုက္ခသစ္စာကိုမြင်သောပုဂ္ဂိုလ်ညီရောဓသစ္စာကိုလည်းမြင်ပြီးသားသမုဒယသစ္စာကိုလည်းမြင်ပြီးသားမေဃသစ္စာလည်းမြင်ပြီးသားဖြစ်တယ်ဒီကိယသုတ်တော်အရှိတံပြီးမြတ်စွာဘုရားဟောတာတတိထားပြီးဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့ပုဂ္ဂိုလ်ဒီသမုဒယကိုပယ်ပြီးသားမေဃနိရောဓသစ္စာ၃ပါးကိုပေါ်ပြီးသားဖြစ်နေတယ်သမုဒယသစ္စာကိုပယ်တတ်နေတဲ့ပုဂ္ဂိုလ်ပယ်တတ်ကြည့်တဲ့ပုဂ္ဂိုလ်ဒီမေဃဒုက္ခနိရောဓကိုထင်ရှားပြီးသားမေဃဘာဝနာတတိတို့ဖြင့်ပြည့်နေတဲ့ပုဂ္ဂိုလ်တိုင်းဒုက္ခသမုဒယနိရောဓသစ္စာ၃ပါးသဘောပေါက်ပြီးသားနိရောဓသစ္စာဉာဏ်သိတဲ့ပုဂ္ဂိုလ်ဒုက္ခသမုဒယမေဃထင်ရှားပြီးဖြစ်နေတယ်သစ္စာ၄ပါးမှာသစ္စာတစ်ပါးပါပေါ်ရင်နောက်သစ္စာ၃ပါးကအကျုံးဝင်ပြီးသားဖြစ်နေတယ်အဲ့ဒါဒီသဘောပေါက်တဲ့စိတ်ထဲမှာသူ့စိတ်ထဲမှာကျင့်တတ်ပြီးသဘောပေါက်ပြီးဒီဝေးပြီးပါရငိုရှာလိုက်တယ်ဝမ်းသာတဲ့မိဟုတ်ဗျာဒီတက်တာမှာဘယ်တော့မှမသိဘူးတဲ့တွေ့စိတ်ထဲမှာသူအစဆိုးပြီးပြောပြဝေဒနာဆုံးသွားတာလေးဝေဒနာဆုံးတော့မှအချိန်မှာသူဉာဏ်နဲ့ဆုံးတာဝေဒနာကအဲ့တော့ရိုးဝေဒနာကြီးကြောက်သွားပြီသာမဝေဒနာရုပ်ချမ်းကြီးပေါ်လိုက်တာတကူလို့မိလောက်သလိုပဲမိတကူလို့မိလောက်သလိုခံစားလိုက်ရတယ်ဒါပေမဲ့တပည့်တော်မှတ်တယ်သိသွားပြီစီမိတော့မပြောနဲ့အဲ့ဒါလို့ဘုံဘုံတို့အကြံနဲ့ဘုံဘုံတို့အားပေးမှုနဲ့တပည့်တော်အားထုတ်ဖြစ်တယ်ဗျာအဲ့ဒီဝေဒနာတပည့်တော်မရင်မရင်နဲ့ဝေဒနာလက္ခဏာပဲဝေဒနာဖြစ်ချင်းဖြစ်ချင်းကိုမြင်သွားပြီဝေဒနာမတွေ့တော့ဘူးဗျာဝေဒနာဆိုတော့လုံးဝမရှိဘူးဗျာဖြစ်တာနဲ့ပြက်တာပဲရှိတယ်ဗျာဒါရတမကျင်တာကြိုက်တာခက်တာလည်းဘာမှမရှိဘူး
အဲ့ဒီသဘောကြီးလက္ခဏာဖြစ်ချင်းပြလက္ခဏာကိုမြင်ဖြစ်ဖြစ်ကိုဖြစ်ဖြစ်နဲ့နဲ့ကြိုက်ရင်တည်းတော့အဲ့လိုဓမ္မတတိကြီးပေါ်လွင်ခဲ့တဲ့အကြောင်းကိုပြောပြတော့ကိုယ်စိတ်ထဲမှာရှင်းနေလိုက်တာဩအေးရှိတယ်ကွယ်လောကမှာဒီလိုပေါ့တရားဆိုတာစွန့်စားမှုစွန့်စားအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတရားဆိုတာမဝေးဘူးစွန့်နိုင်မှစွန့်နိဗ္ဗာန်ဆိုသလိုလောကမှာတရားတို့တရားနဲ့ကိုလိုလားတဲ့ပုဂ္ဂိုလ်တွေတရားတရားရှိရတယ်တရားတရားတင်ပြီးလုံလဝရိယတင်ပြီးသူစားအားထုတ်နေတဲ့ပုဂ္ဂိုလ်တရှင်ရှင်လေးမှာဒုက္ခဆုံးလုံးထွက်နိုင်ခဲ့တယ်မယဘုံညာလေးပေါ်ပြီးတစ်သက်လုံးတသံတရားလို့အာကိုရဖြစ်သွားချတာဒီစားတခဏလေးနိုင်ပဲအနေငယ်လေးမှာပြီးခံပြီးအားထုတ်နေတဲ့တွေ့တာကြောင့်တက်တက်ဒီတက်တဲ့ဘဝမဟုတ်ပါနဲ့တသံတရားလို့အပယ်ကားပြီးသွားပြီဘယ်လိုကြည့်လို့များသွားတယ်ဘသူဆုံးမနဲ့တွေ့လို့ဘုရားဆုံးမလားဘုရားရှင်ဆုံးမနဲ့တွေ့လို့ကိုကကြိုးစားရတဲ့တရားဓမ္မတို့သို့တော့သူ့လိုငါလိုစိတ်တန်ရတော့ဘယ်တော့မှစမ်းမတွေ့မညာပူညာကစမ်းလို့မတွေ့ကြိုးစားရတယ်စောစောစားစားကြိုးစားရတယ်တကယ်လိုကြည့်တကယ်ကြိုးစားသူ့လိုငါလိုကြီးသူ့လိုငါလိုဖြစ်မှာပေါ့သူများထိုင်ထိုင်သူများထားတာသူများတာလားဒါတော့ဘသူတစ်ပါးလိုဖြစ်နေမှာပေါ့အေးငါစိုးစိုးစားမယ်ဆရာတော်အရှိတဲ့ကတော့ဆွေးတော်ဝိရတိသူစားတကယ်ကြိုးစားရင်တကယ်ရတယ်တရားကတကယ်ကြည့်တကယ်ရတဲ့ခက်ဒီခက်ကဆရာသမားများရဲ့ဆုံးမကိုရယူပြီးတော့အထုပ်ပါဆိုရင်ဒါဝိမု ക്തി ယုဂခက်ကိုရောက်နေတယ်ဝိမု ക്തി ယုဂခက်ကိုရောက်နေတယ်ဝိပဿနာခက်ကိုရောက်နေတယ်အဲ့တော့တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေဒီတရားတွေဘုရားရှင်ဆုံးမတဲ့လည်းနာရှင်းလုံးသွားမယ်ဆိုရင်တော့ယောဂီတို့ဝိသောလက်ကိုတဆန့်ဆန့်တော့လက်ကိုတပွေ့ပြီးမှမြင်ပြပါတယ်တရားဆိုတာကအချမ်းမဟုတ်ဘူးမညာဘုညာကိုမျက်မှောက်ပြုတဲ့ဆိုအချမ်းကိုလက်ဖြောက်တတိတော့ပဲကြာတယ်ဖြတ်ဆိုလက်ကလေးဒီတဲ့ရုပ်ပဲအဲ့ဒါတော့ပဲကြာဒိုင်းဆိုပြီးသွားပြီမစိကြာသွားပြီပတ်သက်ပါဖြစ်သွားပြီအချမ်းကြီးမဟုတ်ဘူးစက္ကမိုင်းတွင်းတာဒိုင်းဆိုပိန်သွားပြီတိမ်သွားတဲ့တိမ်တဲ့ကိန်းခြုံကြီးသွားတာကနိဗ္ဗာန်ဖတ်ဆိုပြန်ပြီးလိုက်တာမညာပေါ်သွားပြီဩခြုံကြီးတော့မှခြုံကြီးတော့မှခြုံကြီးတော့မှသိနေတယ်မြတ်တော်မျက်မှောက်ပြုတော့မှဆက်တိုင်းမှာချက်ဆွေအသင်္ခါရုပ္ပကညာမဲ့ဆင်ရပေါ့လေအဲဒီသင်္ခါရနာမရူပပရိစ္ဆေညာစပြီးတော့နာမရူပပရိစ္ဆေယုံနာပိုက်ချတိတဲ့ညာလေးနာမရူပပရိစ္ဆေနဲ့ပစ္စယပရိကညာလေးသိသိတဲ့ညာအကြောင်းတို့သိသိတဲ့ညာလေးဝိရိယဗျာညာဒုတိယညာတရားတွေဖန်ဖန်ထက်ထက်ဖြစ်ပြနေတဲ့သဘောကိုမြင်နေတာဒေဂညာခဏအပစ္စည်းပြတ်သွားတာအပြစ်တင်မြင်တဲ့ခန္ဓာတကူအပြစ်တင်မြင်သွားတာလေတရားခန္ဓာကိုတောက်သွားပြီးတော့တစ်ခါခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးနောက်တစ်ခါခန္ဓာကိုယ်ကြီးကိုရကျင်တဲ့စိတ်တွေမရှိတော့ဘူးဘုရားညာကအာရိလဝနံအပြစ်တွေအဖြစ်မတွေ့တော့အပြစ်တွေပြစ်ပြောလိုက်တယ်အပြစ်ပဲတွေ့နေတယ်ပျက်စီးနေတာပဲမြင်တယ်အဖြစ်ကိုမတွေ့တော့ဘူးပြီးတော့မှအာရိလဝညာကနေပြီးတော့နိဗ္ဗာန်ညာအိုးရုပ်ရောနာရောယုံနာဓမ္မတွေခန္ဓာ၅ပါးလို့မလို့ကျင်တော့ညီငွေဖြစ်နေတယ်ဝိသုဒ္ဓကမေတ္တညာအဲ့ဒီကတစ်ဆင့်တက်ပြီးတော့ဟောညီငွေတဲ့ညာလုံးလုံးတဲ့စိတ်ဖြစ်တယ်လွမြောက်လို့ဒါဒီခန္ဓာခံထမ်းတဲ့ဘဝလွမြောက်ခြင်းစိတ်ပေါ်လာတာအိုးဒီဒုက္ခကမလို့ကျင်တော့ဒုက္ခဆုံးရုပ်ထွက်မယ်လားလွတ်ထွက်လို့တဲ့စိတ်ဒီခဏခဏတရားမှတ်ရင်းမဲ့လွမြောက်တဲ့စိတ်ပေါ်လာဒီဝေဒနာမပြောနဲ့ပေါ်ခြင်းပေါ်ပြီးစီအောက်ထွက်သွားပြီဒီခန္ဓာတကူလို့အကုန်ပျက်စီးသွားပြီစီမိလောင်သွားပြီစီအဲ့ဒါလို့ဖြစ်နေတယ်တရားနဲ့ပတ်သက်တရားထုတ်ကပ်သွားပြီညာကတရားဖက်ကိုအာယုံယူပြီးတော့ကိရိတာဖက်ကိုဝေးသွားပြီတဏှာခိုင်းတာမလို့တော့အဝိဇ္ဇာတဏှာခိုင်းတာမလို့တော့အဝိဇ္ဇာကဖုံးနေတာခဏခဏယောဂီသဏ္ဍာန်မှာအဝိဇ္ဇာဖုံးလို့ခန္ဓာကိုယ်ယုတ်ကဖောက်ပြမှန်းမသိဝေဒနာဖောက်ပြကြောင်းလည်းနေမှမသိကျိုးရဖြစ်တာလည်းပြစ်တာလည်းမသိတော့ဘူးအင်းဖောက်ပြန်လာပြီဆိုရင်ဘယ်လိုလုပ်ရကောင်းမလဲဘယ်လိုရွှေ့ရကောင်းမလဲဘယ်လိုဘာလေးခုဆက်ရကောင်းမလဲထိုင်ကြတဲ့ကိုကတချို့ပုဂ္ဂိုလ်တွေကအခုရချွေးထုတ်ဟာခုဒီဟိုကခုဒီခုထားတာခုတော့ပို့ဆိုးတာပေါ့တက်တာအောင်လုပ်တဲ့ကပို့ဆိုးတာဟုတ်ပြီရွှေ့လိုက်ပြီတက်တာပြီမလာတော့ဘူးဆိုရွှေ့လိုက်တယ်ပြန်လာတော့တာပဲဒီဝေဒနာကသူ့ကိုစိုးအောင်မလိုက်တဲ့ညကာလပတ်လုံးထက်ထက်ပေါ်နေတာပဲအမြဲတမ်းဝေဒနာအဆုံးကိုဉာဏ်နဲ့လိုက်ရတယ်ယောဂီတို့ဝေဒနာဆုံးခန်းတိုင်အောင်ဉာဏ်ကလိုက်ပြီးရတယ်တဏှာကြီးလိုက်လို့မဆုံး2နာရီ2နာရီမလို့3နာရီ3နာရီမလို့4နာရီဆက်လိုက်အဲဒါလိုဝေဒနာအဆုံးကိုဉာဏ်နဲ့လိုက်ပါများတော့ဟောဒုက္ခအဆုံးမှနိဗ္ဗာန်ရှိတယ်ယောဂီတို့ရဲ့ဒုက္ခအဆုံးမှနိဗ္ဗာန်ရှိတယ်အဲဒါလိုဒုက္ခဆုံးအောင်ဒီကိုကဘာလို့ရမလဲ
ကြိုးစားရပါမယ်ဘာလို့ရမှာပါလဲကြိုးစားရင်အောင်မြင်သူ့လိုငါလိုလှုပ်လို့ရတော့ဘယ်တော့မှမညာပုံညာပေါ်လိမ့်မည်မို့ဒါကြောင့်ဘုရားရှင်ကတရားရတယ်ဆိုတာတာမန်တရားဆိုတာတာမန်ပုဂ္ဂိုလ်နဲ့မထိုက်တာမှုကွယ်လို့တဲ့တာမန်ပုဂ္ဂိုလ်နဲ့တရားပြီးလို့ဉာဏ်တို့ထိုက်မထိုက်တာမှုတဲ့တကယ်စွန့်စားသူတို့ရဲ့အလုပ်တာဖြစ်တယ်စွန့်စားစားစားတကယ်ကြိုးစားတဲ့ပုဂ္ဂိုလ်များနေတာထိုက်တာလေလူတိုင်းနဲ့မညာပုံညာဆိုမထိုက်တာဘူးတရားပညာရှိတဲ့ပုဂ္ဂိုလ်တရားတရားကတော့ကိုယ်နဲ့မငဲ့ကွက်တဲ့တရားတတ်စွန့်စားရတဲ့တရားနဲ့ပတ်သက်အသက်နဲ့လဲပြီးတော့စွန့်စားရတဲ့တရားတတ်ဘယ်လောက်ဖောက်ပြန်ဘယ်လိုဖောက်ပြန်မပြောနဲ့အခုပစ္စည်းသွားပြီးဒီခန္ဓာတကောလို့ကြော့ကျသွားပြီးဒီပဲတော့မှနောက်မဆိုးဆိုတဲ့တရားတတ်အဲဒါလို့တတဓိပတိဝိရိယဓိပတိဝိမာန်အဓိပတိတရားရှင်းတန်းတင်ပြီးစူးစမ်းအားထုတ်နိုင်တော့စိတ်အည်သွေးကောင်းရမယ်ယောဂီတို့ရဲ့စိတ်ကအည်သွေးကောင်းရမယ်အည်သွေးမကောင်းတဲ့စိတ်ကတော့ဘယ်တော့မှချက်တမ်းမရဘူးရည်ရည်ရမဆုံးလောကီလုပ်ငန်းကိုလုပ်လို့လောကုတ္တလုပ်ငန်းလုပ်လို့အောက်တန်းကျတဲ့စိတ်ဓာတ်တွေစိတ်ပိုင်းဆိုင်ရာပြီးအောက်တန်းကျနေမယ်ဆိုရင်အကျိုးပေးတဲ့အောက်တန်းကျနေမှာပဲစိတ်ပိုင်းဆိုင်ရာကအထက်တန်းကျနေမယ်ဆိုရင်အကျိုးပေးတဲ့ထက်တန်းကျနေမှာပဲဒါကြောင့်မလို့အလုဆိုတာကံဆိုတာအလုကောင်းမှကံကောင်းတယ်ရောက်ပြီတို့အလုကောင်းမှဘာကောင်းလဲကောင်းပါရဲ့ဗျာအလုမကောင်းအကျင့်မကောင်းဉာဏ်မကောင်းဘူးပေါ့အကျင့်ကောင်းလေးလေးဉာဏ်ကောင်းလာဒါတရားဆိုတာစွန့်ရတယ်ကြိုးစားရတယ်ကြိုးစားပါများတဲ့ခန္ဓာအကြောင်းဉာဏ်များသိလာလိမ့်မယ်ဟိုခန္ဓာကြီးအခုပေါ်နေတဲ့ခန္ဓာကိုကြည့်နေတာဟိုကနေစဒီကနေစခန္ဓာကိုယ်တစ်ခုလုံးမှာအမြဲတမ်းဖောက်ပြန်နေတယ်ဖောက်ပြန်နေတာလေးကိုထောက်ပြီးလမ်းပြောနေတဲ့အခါမှာကိုယ်ခန္ဓာစိုက်ပြီးကြည့်နေကြတယ်ယောဂီကခန္ဓာစိုက်ကြည့်နေခန္ဓာထောက်ပြီးပြောနေပါလားခန္ဓာတစ်ခုလုံးဖောက်ပြန်တာဟုတ်လိုက်တာထပ်ပြင်းရင်တော့ဒီခန္ဓာဖောက်ပြန်တာရုပ်ချမ်းကြီးပေါ့ဒီကိုအော်လိုက်ကရုပ်လို့ခေါ်တယ်ရုပ်ချမ်းလိုက်တာထပ်ပြင်းရင်တော့ဒီဘယ်လိုမှမမှတ်ချင်တော့ဒီခန္ဓာစိတ်ကြီးဖြစ်တယ်ပြန်ပြီးအဲ့ဒီစိတ်ကိုပြန်ထိစိတ်ကိုပြန်ထိခန္ဓာပြန်ထိအဲ့ဒီညံ့ညံ့ပေါ်တဲ့နေရာဝေဒနာများစုပေါ်တဲ့နေရာတက်ကိုစိတ်ကညှို့ကိုင်းဆိုင်လို့ထက်ကကြည့်မှာခန္ဓာကဒီလိုကိုပြုံးလေးခန္ဓာမျက်စိလေးဝေဒနာကိုမှတ်လို့မရတော့ဒီပြင်းထန်လို့ရှိရင်မျက်စိလေးနဲ့ဖွင့်ပြီးတော့ဝေဒနာရဲ့လက္ခဏာကိုမြင်အောင်ကြည့်စိတ်ရှိထားကြည့်ဇွဲသမကြည့်ပြီးခံကြည့်အဲ့ဒါလို့ကြည့်ပါများလာတော့မှဒုက္ခကိုမြင်လို့ဒုက္ခကိုမုံညာဒုက္ခဒီမဟုတ်ဘူးဒုက္ခဆုံးဉာဏ်ကဘုံထွက်နိုင်တယ်အဲ့ဒါလုံးလာဝရိယရှင်းတန်းပြင်ကျင့်ကြပါအာတုနိုင်တဲ့ဘဝအခုရရှိနေတယ်ယောဂီတို့တဏ္ဍာနဲ့မှာဝရိယတတ်တယ်ဘုရားကဝရိယဝတ္တကိဏမကမ္မနာတိစတိလုံးလာဝရိယရှိတဲ့ပုဂ္ဂိုလ်မအောင်မြင်စရာဘယ်တော့မှမရှိဘူးဝိရိယကိုမနိုင်ဘူးဆိုတာကဝရိယမရှိလို့ဝိရိယကိုအချုပ်ပေးနေတယ်ဆိုတာလုံးလာဝရိယမရှိလို့ဝရိယမရှိတော့တရားတရားတွေစိတ်လို့နေတယ်ဝရိယရှိတဲ့ပုဂ္ဂိုလ်မှာတရားတရားတွေအမြဲတမ်းတိုးတက်နေတယ်တရားတရားတိုးတက်နေတဲ့ပုဂ္ဂိုလ်ကဝေဒနာမပြောနဲ့တကူပေါက်ထွက်သွားပြီစီတခါတော့ကဒကမာကြီးတယောက်ကောတိကမအရှင်မကောတိတိလမထေရယဟန်မေတော်ကြီးတယောက်တရားနာနေတဲ့အိမ်မှာလည်းတခုဒီခိုးသား900တွေကအောက်ကလှိုင်ကိုဖောက်ပစ္စည်းတွေယူနေတယ်အဲ့ဒါကိုကျော်မလေးကတော်ရင်နဲ့တွေ့ခဲ့တယ်ချင်းလာတော့တော်ပြီသမီးမပြောနဲ့သူတို့ယူအကုန်ယူပစ္စည်းသူတို့မေလို့ကြံတာလေးပါအမေတို့စားလို့ရတာပေါ့တရားကိုကအဓိကထားတယ်ဟိုမှာဓမ္မနဲ့နေပြီဆိုတာအရင်မဆိုင်ဘူးယူမယူအဲ့ဒါတရားလေးမှရင်နဲ့တရားဆုံးခန်းတဲ့အောင်မနေ့အာယုံလေးတော့အလျောက်ခါလေးကတရားကိုဟောလိုက်တဲ့တရားကိုခန္ဓာညာစိုက်ပြီးကြည့်တာခန္ဓာတကူလုံးမှာပေါ်နေပစ္စည်းကိုလက္ခဏာတို့ကြည့်ပြီးတော့ဒုက္ခသစ္စာမမေဃသစ္စာတို့မနိုင်တာဗျာခန္ဓာထောက်ပြီးတော့ဟောတဲ့ပုဂ္ဂိုလ်လည်းခန္ဓာအရှိနဲ့ဉာဏ်ပြီးကြိုက်ဟောတာခန္ဓာကိုယ်မှာသူခန္ဓာပေါ်နေတာလေးကိုဉာဏ်နဲ့ထောက်ပြီးတော့ဟောနေတာသူကကြည့်ပြီးနှလုံးသွင်းနေတာပဝန်းကျင်လုံးဝစိတ်မရောက်ဘူးအဲ့နဲ့မရင်နဲ့အာယုံမတက်တယ်မှာသောတာပန်ပြီးသွားချတယ်သောတာပန်ပြီးသွားတော့ဒီသူများတွေပြန်နေမပြန်နိုင်သေးဘူးတ
တရားပီတိလေးဖြစ်ပြီးတော့တော်တော်လေးကြာတော့မှဖြစ်အိမ်ပေါ်မှာလေးလက်ဆွဲပြီးတော့ပြန်တဲ့ခါမှာအဲ့ဒီတခုဘူကြီးကကြည့်နေတဲ့အဝေးကဖွာကြီးညာကြီးမှထားလို့ရှိတော့ဒါနဲ့ထိုးတတ်လိုက်မှာပေါ့ဒါပေမဲ့ဖွာကြီးစိတ်ထဲမှာဘာပြောလဲအိမ်ပေါ်မှာသမီးတဲ့သူတို့ယူတာအခုလူကြီးနဲ့အခုယူဖြစ်စီသူတို့မယူလို့ကြံတာလေးကိုသူစားလို့ရပါသေးတယ်ရပါသေးတယ်လှူတယ်ဆိုတဲ့သဘောနဲ့ထားလိုက်အဲဒါလိုပြောတာလို့ကိုသားကြီးကကြားတဲ့တခုဘူကြီးကဒီလိုသူတော်ကောင်းမကြီးပစ္စည်းကိုငါယူလို့ရှိရင်အဝစီငရဲကိုဆင်းတော့မယ်သူကဓာတ်တတိပါတယ်ကုသိုလ်တတိသူပါလူမိုက်လို့ပဲလူညာတော့လဲစိတ်စေနာလေးရှိသေးတယ်အဲ့ဒီအိမ်ရောက်လာတဲ့ကချင်းဝိုင်းနာပြီးတော့အမေတဲ့ကျွန်တော်တို့မှားပါပြီဟောချက်တောင်းပါလေအာသာတို့ပါပဲယူရကြိုက်တာအခုယူတာအမေယူသားမိသားတို့မျိုးတော့ကျွန်တော်ပစ္စည်းယူမဲ့သူအကုန်လုံးရပြီးသားအမေတွေကြံမှာမဟုတ်ဘူးဒါပေမဲ့အမေကျတော့သူတော်ကောင်းမကြီးတယောက်တရားတရားရှိတဲ့မျိုးသမီးရဲ့ပစ္စည်းဥစ္စာကိုတတိယကျွန်တော်တို့ယူရင်ကျွန်တော်တို့လူမိုက်ပေါ့လူမိုက်ချက်ကလူမိုက်ဖြစ်သွားမှာပေါ့ကျွန်တော်တို့ကိုလေအမေစိတ်တိုင်းကြခိုင်းတော်မူပါကြော်ဖြစ်လို့ကြော်ထားပါမယ်အမေခိုင်းတာကျွန်တော်လုပ်ပါမယ်အာသာတို့ဓာတ်ဆွေငါရဲ့တာယာရှိတယ်ဘာပစ္စည်းလေးပါပြသတ်မှတ်တဲ့ငါတာယာရှိငါတာယာတို့လာသွားမယ်ခေါ်သွားပြီအလုံး900လို့ခေါ်တာ900လုံးဒီတာယာအပ်ပြီးတော့ယဟန်ပြုတာတင်တော့ငါဒီယဟန်ပြုပါငါခြေတတ်မယ်အမေခိုင်းတာကိုလုံးယဟန်ပြုတဲ့သူလည်းဖခင်အရှင်မြတ်ရဲ့အဆုံးအမကြီးကိုလိုက်နာကျင့်လို့ဗျာယဟန်တာတွေဖြစ်ကုန်တယ်900လို့အတိတ်ဇာလန်လေးအမျိုးသမီးတဏ္ဍာမှာဘယ်လောက်ရှိတယ်ပစ္စည်းမဲ့တရားမဲ့ပစ္စည်းမဖက်တရားမဲ့ခုနဟောတဲ့တရားတစ်ပတ်ရှိတယ်အဲ့ဒါဒီပစ္စည်းဥစ္စာမမဲ့တရားကိုမမောတာတရားမရတဲ့ငါတရားမရရင်ငါပြီးတာကတော့မထူးငါတရားရရမယ်တရားရရမယ်တွေ့ရမယ်လို့ဒီရှိမှတရားရအောင်ပြီးညဉ့်ညံလို့ပေါ်လွင်စေရမယ်လို့ကိုသုံးစားလိုက်တဲ့ဒုက္ခဆုံးဒေတိဝိသိကင်းမဲ့သောတာပန်တည်တယ်ယောဂီရဲ့အဲ့တော့အလုတ်တစ်ခုလုပ်တဲ့ခါမှာဘာရှိရလဲဇွဲရှိရတတ္တိရှိရဟုတ်တယ်လားဇွဲလုံးလားဝရိယတတ္တိရှိကြိုးစားလို့ရှိဒုက္ခဆုံးကိုဉာဏ်ကရုပ်ထွက်တဲ့နေသည်ဘာလကပိတ်ပြီးရမလို့အပေတကပိဝိဇ္ဇာဉာဏ်ရပါပြီပေါ့ဝိဇ္ဇာဉာဏ်သိနေတဲ့တွေ့တဲ့ကြောင့်ဒုက္ခသစ္စာပိဋကမြင်သွားပြီးသမုဒိယပယ်သွားပြီးမေဃသစ္စာပွားများလို့និရောဓသစ္စာဆက်သွားပြီဒါကြောင့်မိမိတဏ္ဍာထဲမှာនិရောဓသစ္စာဆက်နေအောင်ထိကြိုးစားနိုင်ကြပါစေလို့မေတ္တာပို့ရင်အချိန်စိတ်သွားခြင်းကြောင့်ကဲဣဒံပုညဘာကံဗုဒ္ဓမြတ်စွာဘုရားတို့ဤဟောပေါ်ညွန်ပြသောတရားသိတဲ့ဉာဏ်နဲ့တို့ကိုနာယူမှတ်သားရသောကုသိုလ်စေနာသရဆုံးအားတို့ကြောင့်ဧကဓာသတိရာဂမိဒေါသမိမောဟမိဇာတိမိသရမိမရဏမိတောကပိရိဝဒုက္ခဒေါမနဥပါဒဆိုတဲ့မိတ္တဆက်တတိတို့၏ခယံကုန်ခန့်ရဖြစ်သောနိဗ္ဗာန်ဘိမကအိညာလာသောမေချမ်းသာကိုချမ်းသာနိဗ္ဗာန်ချမ်းသာကိုဤဒီဆက်ရောက်နိုင်အောင်ကြိုးစားနိုင်ကြစေကုန်ရာတည်း